ခန္ဓာကိုယ်အစီအပိုတွေကင်းပြီးတော့ကျစ်လက်လှပခြင်းနဲ့ဆိုရင်တော့ဒီကစားနည်းလေးကိုလိုက်ပါကစားပေးပါမင်္ဂလာပါတီချင်တော်ပါဒီနေ့လေ့ကျင့်ခန်းလေးကတော့အစီအပိုတွေနည်းပြီးတော့ကျစ်လက်လှပတဲ့ခန္ဓာကိုယ်လေးရဖို့အတွက်အထောက်အကူပြုမဲ့လေ့ကျင့်ခန်းလေးဖြစ်ပါတယ်ဒီလေ့ကျင့်ခန်းလေးကိုကစားဖို့အတွက်တော့အလေးတုံးရှိဖို့လိုအပ်ပါတယ်အလေးမရှိဘူးဆိုရင်ရေတံဘူးကိုအသုံးပြုပြီးတော့ကစားပေးလို့ရပါတယ်ကစားနည်းပုံစံလေးကတော့အလေးတုံးလေးကိုလက်မှာကင်ထားပြီးသွားရင် sumo squat ထိုင်မယ်ပြန်ထားတဲ့ခါကျရင်အလေးလေးကိုရင်ဘတ်နားမှာထားပေးရမှာဖြစ်ပါတယ်ဒီကစားနည်းလေးကိုဗီဒီယိုထဲမှာပြထားတဲ့အတိုင်းပုံစံလေးမှန်အောင်ကစားပေးမယ်နော်ဒီကစားနည်းလေးကို15ချိန်လေးကြော့ကစားပေးရမှာဖြစ်ပါတယ်အခုလိုမျိုးနီးစနစ်ကြရဲ့လေ့ကျင့်ခန်းနေနဲ့ပြုံမီတို့ရဲ့ခန္ဓာကိုယ်ကောက်ကြောင်းလေးတွေကိုပုံဖော်ခြင်းနဲ့ဆိုရင်တော့မမရဲ့ online class လေးတစ်ခုဖြစ်တဲ့ Healthy Lee 35 online class လေးနဲ့မိတ်ဆက်ပေးပါစီဒီသင်တန်းလေးကအခုဆိုရင် batch တန်းကိုရောက်လို့လာပါပြီသင်တန်းကတော့ January လ2ရက်နေ့မှာစမှာဖြစ်ပါတယ်သင်တန်းကြီးလေးကတော့2လသင်တန်းကြီးကို9000ခွဲကျပ်ကျသင့်မှာဖြစ်ပါတယ်အသေးစိတ်စုံစမ်းခြင်းနဲ့ဆိုရင်တော့မမရဲ့ Viber number 7979723228တို့မှာဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါတယ်အားလုံးကိုကျေးဇူးများတင်ပါတယ်